ပဲတခင်ယေရှုခရစ်တော်နာမတော်မြတ်မင်္ဂလာပါဒီကနေ့မှာပေးခဲ့ခြင်းနဲ့မဆက်လေကတော့ဘုရားသခင်ဒီကျွန်တော်တို့ရဲ့အကွေကဆိုတဲ့ဟာလေးနဲ့ပတ်သက်ပြီးတော့နော်ဆိုတော့ဘသူတွေကိုဘုရားသခင်အထူးမဆပေးလေဘသူတွေကိုဘုရားသခင်ကကူညီမဆပေးတယ်လေဆိုတဲ့ဟာနဲ့ပတ်သက်ပြီးတော့ခွန်အားပေးခဲ့ခြင်းတာဖြစ်တယ်ဆိုတော့ကျွန်တော်ခုနကမြို့တော်ဆလာပဲရတဲ့စီမှာတဘောဖြောင်းတော့သူတို့ကိုကေတင်တဲ့တော့ဘုရားသခင်ဒီငါရဲ့အကွေကလို့ကျွန်တော်ဆလာညံထဲမှာပြောထားတာဖြစ်တယ်တော့သဘောဖြောင်းတော့သူတွေဖြစ်လာဖို့ကတော့သခင်ယေရှုခရစ်တော်ကိုယုံကြည်တော့သူဖြစ်ဖို့လူတယ်ယောမခန်းကြီးရှေ့အငယ်စလေးထဲမှာဘုရားသခင်ရဲ့ဝိညာဉ်တော်ဆုံးမပေးပင်တော်မူတော့သူမှန်သမျှကဘုရားရဲ့သားသမီးတွေဖြစ်တယ်တော့တန်ရှင်တော်ဝိညာဉ်တော်အပေးပင်ခံတော်သူတွေကတော့တဖြည်းဖြည်းနဲ့နှလုံးသားသဘောတွေကဖြောင်းလာမှာဖြစ်တယ်ဆိုတော့ကျွန်တော်ရှိမတဲ့ခရစ်ယာန်ခါချင်းငါးထဲမှာလည်းစိတ်နှလုံးဖြူစင်တော်သူတွေကမင်္ဂလာလို့ပြောထားတာဖြစ်တယ်အဲ့ဒါကျွန်တော်လည်းဘုရားသခင်ဖက်ကနဲ့ကျွန်တော်ကိုကုညီမဆာပေးတော်သူတွေကဘသူတွေလဲလို့ကျွန်တော်ပြောရမယ်ဆိုတော့သခင်ယေရှုခရစ်တော်ကိုယုံကြည်တော်သူတွေအပေးပင်ခံနိုင်တော်သူဖြစ်ဖို့လိုပါတယ်ဆိုတော့ကိုတိုင်းတန်ရှင်တော်ဝင်တော်ရဲ့လမ်းပြပူဆောင်မှုအပေးပင်ခံနိုင်ပြီလားကိုတိုင်းတန်ရှင်တော်ဝင်တော်ရဲ့အပေးပင်ခံနိုင်ဖို့အတွက်ကျန်းစာကောင်းကောင်းဖတ်ပြလာတာကအရေးကြီးတာဖြစ်ပါတယ်အဲ့တော့ဆင်ချင်နိုင်ဖို့ရဒီကနေ့တော့ဒီမန္တလေးကျွန်းကနဲ့ကျွန်တော်ထိုင်နေအနေငယ်ကွန်အပေးတိုက်တွန်းလိုက်ပါတယ်ရစီတိုင်းမှာဖြတ်တင်ကောင်းချပေးပါစေ